အကိုတို့စားပေးအဖွဲ့မှာ WeChat account လာဖွင့်ရင် account မပြတ်အောင်ဘယ်လိုအာမခံချက်တွေပေးနိုင်တယ်လဲဟုတ်ကဲ့ကျွန်တော်တို့ account ပြတ်ရခြင်းရဲ့90%လောက်က user အသုံးပြုသူတွေရဲ့အမှားယွင်းကြောင့်ဖြစ်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ WeChat မှာရမဟုတ် TikTok Facebook စသဖြင့်သူတို့ရဲ့စီမင်းစည်းကမ်းတွေရှိပါတယ်ဒါကိုအသုံးပြုသူကသွားပြီးတော့မလိုက်နာဘူးချိုးဖောက်မယ်ဆိုရင်တော့ဝန်ဒီပေးခံရမယ်အကောင့်အပိတ်ခံရပါမယ်ဗျเนาะဆိုတော့ကျွန်တော်တို့ဒီလမ်းပြသူပါပဲဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုမိတ်ဆွေတို့ပြောပြမယ်မိတ်ဆွေတို့ကိုယ်တိုင်ကလိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကမလိုက်နာဘူးဆိုရင်တော့အကောင့်ကတော့အပိတ်ခံရမှာဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့ကမိတ်ဆွေတို့ကိုအတက်နိုင်ဆုံးပေါ့နော်အကောင့်တစ်ဖွင့်ရင်ဘယ်လို running မျိုးဖွင့်ပြီးသားအကောင့်တွေဆိုရင်ဘယ်လို running မျိုးဆိုတာမျိုးကိုကျွန်တော်တည်တည်ချာချာလေးရှင်းပြပေးပါတယ်ကျွန်တော်ပေးနိုင်တဲ့ကာလအပိုင်းခြားကိုလည်းကျွန်တော် running လေးပေးထားပါတယ်ခင်ဗျ